ကျဆုံးသွားတဲ့ခြေပေါ်တွေအတွက်ဒီစာလေးနဲ့ဂုဏ်ပြုပေးချင်ပါတယ်ခြေပေါ်တွေရောအလွာပေါင်းဆုံးကပြည်သူလူထုတွေရောပေါ့လူတွေကောင်းတွေရမယ်ပြောလူတွေကောင်းတွေရှာမယ်အလွာပေါင်းဆုံးနေရာပေါင်းဆုံးအလောင်းကောင်းတွေရမယ်အနာဂတ်အိမ်မက်တွေပြတ်ကျသွားတဲ့လူတွေကောင်းတွေရမယ်လာဝင်ကြည့်ပါဦးဆရာကြီးဟောတာကကျောင်းသားဟောတာကအားကစားသမားဒါကတော့ဆရာဝန်ပြောဟောတာကဆရာကြီးရေသူနာပြုလေးဖြစ်တယ်ဒီတယောက်ကတော့အင်ဂျင်နီယာလေးဗျဒါလေးကတော့ကျောင်းဆရာလေးဟာဒါလေးကတော့ကြပြဆရာလေးပေါ့ဒါကအစင်တန်းခွဲခြားပြီးပြထားတာဒီကအခန်းထဲမှာဗျာရွာသားတွေပြုရွာသားတွေဒီဖွားအိုကြီးဆိုတော့အိမ်ထဲတူမိရှုခံထားရတာပြုဒီဖိုးအိုလားနောက်ပြန်ကျိုးတုပ်နောက်စီကိုတေးဖြုတ်ခံထားရတာသူ့ကြည့်မဟုတ်ဘူးဒီအမျိုးသမီးကြတော့ခွင်ဆောင်ကြီးနဲ့ဗျဒီဘက်တယောက်ကြတော့မသေးခင်အရမပြုချစ်ခံထားရတာပြုအစုံပဲဗျာအစုံပဲကဲဒီတခန်းကတော့ဖြက်ကြံခဲ့တဲ့အရက်သားတွေရဲ့ခြေတွေလက်တွေဖြစ်တယ်ဒီဘက်ကတော့အိမ်မောချနေတော့120မမ60မမတွေထိပြီးရုပ်ပြက်ဆင်ပြက်ဖြစ်ခဲ့ရတဲ့အလောင်းကောင်းတွေပေါ့ဒီဘက်ကကလေးအလောင်းတွေကကစားရင်လက်နဲ့ကြီးကြလို့ပြောကဲဒီဘက်ခန်းလေးတွေကတော့ဒေါ်လာရဲဘော်တွေပေါ့ဗျာသူတို့တွေကိုတော့ဘယ်လောက်ပေးမရောက်ဘူးဗျဆရာကြီးတမြဲတနိုးနဲ့တိတ်ထားတာဒီကောင်တွေသာအသက်ရှင်နေတယ်ဒီကောင်တွေဘာတွေလုပ်မလဲဆိုပြီးခံကြည့်ကျင်သေးတာဗျို့ဟောကြီးရဲဘော်ဆိုရင်ဂီတာတီတိတ်ကျွမ်းတာဆရာကြီးဒေါ်လန်ကြီးတွေကိုမရောက်ခဲ့ရင်ဒီကောင်ကြီးကအခုဆိုရင်တော်တော်လေးကိုနှုတ်ပညာခီးလန်းပေါက်နေလောက်ပြီကဲဒီရဲဘော်ကတော့သူ့မိကိုသိချစ်တာဗျို့ဒီရဲဘော်ဆိုဗျာသူသေးကနေမှသူ့ဖေကိုတော့ဖုန်းနေဆက်ပြောသွားသေးလားဒီရဲဘော်ကတော့ဟိချက်သိကောင်းတာပဲဗျို့ဆရာကြီးနည်းနည်းနှောက်ဆုပ်ဗျာနည်းနည်းလေးနှောက်ဆုပ်ပေးပါဒီဒုတိယအလွှာညာဘက်ရဲဘော်ကတော့သူစကန်းကိုဝင်စည်းခံရချိန်မှာတယောက်တည်းရှစ်ပြေအသေးကကပဲသွားခဲ့တာဒီရဲဘော်ကတော့ငါဖျားနဲ့စုံလာတာပါဗျာဒီရဲဘော်ကြတော့ပညာရေးစီပြန်တွေကဗျသူ့မှာတိတ်ချရတဲ့ကောင်မလေးတယောက်ရှိခဲ့ဘူးတဲ့ဟောဒီရဲဘော်ကြမျိုးကြီးသားဗျူမျိုးကြီးသားဒီကောင်တော်ရည်ရတယ်ဆရာကြီးရဲ့တတိသားလို့စားနိုင်တောက်နိုင်တာတော့မှဒုက္ခလာခံသွားသေးတာဗျသူတို့လည်းကျွန်တော်တို့လို့ဆရာကြီးတို့လူသားတွေပဲလုံးသွားနေနေပဲလေဗျာပြောလို့ကိုမှမဟုတ်ပါဘူးဗျာဒါတွေပြောရင်မောရုံမရှိအောင်ပဲဒါတွေပြောရင်လည်းအသက်သာတည်ဆုံးသွားမယ်ပြောလို့ပြီးမှမဟုတ်ပါဘူးဒါတော့ဆရာကြီးရေ44လမ်းကတိုက်ပေါ်ကနေခုံချခဲ့တဲ့ရဲဘော်တွေမပြရသေးဘူးရေပွင့်ပြူကရဲဘော်12ယောက်အလောင်းကတော့အရှင်လက်ဆက်သက်ပဲရှိသေးတယ်မနေ့တနေ့ကကြာဆုံးသွားတဲ့ရဲဘော်တွေအရှင်လက်ဆက်သက်ရှိသေးတယ်ဆရာကြီးရေဆရာကြီးဒီဘက်ခန်းတွေကတော့ဘယ်တော့မှပြန်မရနိုင်တဲ့အမှုပညာတွေနဲ့လူသားလေးတွေပေါ့သူတို့နာမည်ကတော့ရေတွဲရသလောက်ကတော့လူငယ်ကြိုက်ပြူကြီးကြိုက်တိုင်းအဆိုတော်ကိုရင်မုံနဲ့ဟာတာလူရှင်တော်ဟာငေါ့အဖွဲ့ကိုဝမ်းကျော်ရဲ့အလောင်းတွေပေါ့နောက်လဲလာကြည့်ပါနော်ဒီဆိုင်ကဒီနိုင်ငံမှာပဲရှိတာဗျ
ကဲဆရာကြီးရေပြန်လဲဦးဗျာဆရာကြီးရဲ့မိသားစုတွေလည်းမျောနေလောက်ပြီ